အားလုံးပဲမင်္ဂလာပါဒါလေးကတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအတွက်စပွဲကုံလုံကြီးလေးတင်ပြလိုက်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တူတူလေးလာကြည့်ကြရအောင်ကျွန်တော်ညီကိုအိမ်မှာနေရင်းနဲ့ကိုဟာကိုလုံလို့ရနိုင်တဲ့နည်းလေးတွေပါသူတစ်ဖြစ်ကျွန်တော်တို့ယောက်ျားသားတွေပေါ့နော်အိမ်ထောက်တောင်းဝန်ယောက်ျားတွေရဲ့လုပ်တင်လုပ်ထိုက်တဲ့လုပ်အပ်တဲ့အရာတွေမှန်တယ်မဟုတ်ဘူးသိထားတထားကြပါလေပြင်မှာတော့ဝယ်ရတာနဲ့ဆိုင်ကိုယ့်အကိုလုပ်ကြည့်ရလဲပညာလဲရပါတယ်ပို့တာလည်းရပါတယ်